တော့ဒါဟာစိတ်ကိုကျမတို့ဒီရပြောစိတ်အတွေ့အကြုံပြောင်းလို့ဒီအာဏာရှင်အစိုးရအောက်မှာအကြာကြီးနေကြရတဲ့ပြည်သူတွေကိုငါတို့ကဒီမိုကရေစီနိုင်ငံအတွင်းမှာနေကျင်လို့ရှိရင်ဒီလိုအခွင့်အရေးတွေရှိတယ်လို့ဒီလိုတာဝန်တွေရှိတယ်ဆိုတာလက်ခံဒီချိန်ခါတော့မှဆိုလို့ရှိရင်ကျွန်တော်တိုက်ဆုံးကျွန်တော်တိုက်ဆုံးပြောပြီးတော့စိုးစောကျွန်တော်ပြောပြီးတော့ငါတို့နင်းပြပဲဖြစ်အစိုးရတက်တယ်ကျွန်တော်တော့မကြိုက်ဘူးလို့ပြောလို့ရှိရင်အဲ့ဒီလိုစိတ်ဓာတ်ထားလို့ဘယ်လိုပြောင်းလဲနိုင်လဲငါတို့ကလည်းလုံနိုင်တဲ့အင်အားရှိတယ်ဒီနိုင်ငံကိုဒီလူအတိုင်းဝိုင်းကိုငါတို့ကပြောင်းလဲနိုင်တဲ့အင်အားရှိတယ်ဆိုတော့ယုံကြည်မှပြောင်းလဲနိုင်မှာပေါ့ဒီအခြေခံယုံကြည်ချက်မရှိဘဲနဲ့ဘာပြုပြီးပြောင်းလဲရေးလုပ်နိုင်မှာဘယ်လိုအသွင်ကူးပြောင်းရေးမှာကျွန်တော်တို့စောင့်ဆောင်နေတာပေါ့စောင့်ဆောင်နိုင်တယ်ဆိုတဲ့ယုံကြည်ချက်ကနံပါတ်1စောင့်ဆောင်နိုင်တယ်ဆိုတဲ့ယုံကြည်ချက်ရှိမှကျွန်တော်တို့စောင့်ဆောင်ဒါကစအောင်မှာကျွန်တော်တို့ပြည်သူအတွင်းကစအောင်ပြည်သူတွေတယောက်ချင်းတယောက်ချင်းငါတို့လည်းဒီအသွင်ကူးပြောင်းရေးတွေမှာပါဝင်နိုင်တယ်ငါတို့ရဲ့မဲတမဲဟာလည်းအရေးကြီးတယ်ဆိုတော့အဲ့ဒါကိုကျွန်တော်တို့အဓိကထားပြောတာဒီလူတိုင်းရဲ့မဲတမဲဟာအရေးကြီးတယ်ငါဟိုဘက်ကအင်္ဂါလေးကောင်းပါဒီဘက်ကအင်္ဂါလေးကောင်းပါတလားလောက်ကောင်းပါငါတယောက်မသွားလို့ရေးမရှိပါဘူးအဲ့လိုစိတ်ကလုံးဝမထားပါဘူးကျွန်တော်ထပ်တက်လေးပြောတယ်မပြောနိုင်ဘူးပေါ့ဒီမဲလေးတမဲဟာဒီခုလုံးကိုကြောင်းလဲသွားတယ်ဆိုတော့အခုပြောင်းဆိုတော့အဲ့လိုတော့မဟုတ်ဘူးပေါ့ထားလိုက်တော့ထားလို့ကျွန်တော်မပြောသေးပါဘူးပြီးတော့ကျွန်တော်အဲ့ဒီလိုပြောတဲ့အခါမှာပြည်သူလူထုကခဲကိုတံပိုးထားလာတဲ့စိတ်ဓာတ်ရှိပါတယ်ဒီမှာကိုယ့်ရဲ့မဲဟာမဲတရားဟာတံပိုးရှိတယ်ဒါမှဒီမဲတရားကိုထဲပိုင်မရှိတယ်ကိုဒီရဲ့တံပိုးရှိတယ်စိတ်ကလေးဝင်လာတာတောင်မှကျမတို့အသွင်ကူးပြောင်းရေးအတွက်အများကြီးတိုးတက်တဲ့ကိစ္စပဲဒီလိုပဲကျွန်တော်ဆက်ပါမယ်